အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့ဖတ်ပြပေးသွားမယ့်အကြောင်းအရာလေးကတော့ငပြောသည်စားသုံးခြင်းကြောင့်ရရှိလာမယ့်အကျိုးကျေးဇူးများနဲ့စီးကျိုသမားများအတွက်လည်းညီတို့ညီပုံငပြောသည်ကိုစားသုံးလို့ရတယ်ဆိုတာတွေကိုရေးသားဖော်ပြထားတဲ့ဒေါက်တာခင်မောင်လင်ဖင်းရဲ့ငပြောသည်နဲ့ကျန်းမာရေးအကြောင်းပဲဖြစ်ပါတယ်ငပြောသည်နဲ့ကျန်းမာရေးငပြောသည်ဟာကမ္ဘာမှာစားသုံးမှုအလွန်များတဲ့အသီးနှံတစ်ခုဖြစ်ပါတယ်။ကလေးလူငယ်မျိုးစားသုံးလေးရှိကြပြီးအာဟာရတန်ဖိုးကျွယ်ဝတဲ့အသီးနှံတစ်ခုလည်းဖြစ်ပါတယ်။ငပြောသည်ကိုဂရုတစိုက်စားသုံးပေးမယ်ဆိုရင်အာဟာရအတွက်တမကကျန်းမာရေးအတွက်လည်းအစာလည်းဆေးလည်းအစာဆိုသလိုများစွာအကျိုးရှိလာပါတယ်။ငပြောသည်ဟာတန်ဖိုးရှိလာတဲ့အသီးနှံတစ်မျိုးဖြစ်ပေမဲ့စားသုံးတဲ့အခါဆောင်ရံရှောင်ရံကိစ္စတွေလည်းရှိပါတယ်။ဒါကြောင့်ဒီကနေ့မှာတော့ကျွန်တော်ငပြောသည်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ငပြောသည်ဆိုတာကျွန်တော်တို့မြန်မာလူမျိုးတွေပါဝင်တကမ္ဘာလုံးမှာရှိတဲ့လူမျိုးမျိုးဘာသာမျိုးအားလုံးစားသုံးတဲ့ထိတ်ဆုံးကအသီးနှံတစ်ခုပါ။ကျွန်တော်တို့လူသမိုင်းကြောင်းကိုပြန်ကြည့်တဲ့အခါမှာငပြောသည်စားသုံးခဲ့တဲ့အလေးချင်းဟာလွန်ခဲ့တဲ့ BC 9000နှစ်ပေါင်း9000ကျော်ခန့်ကစပြီးစားသုံးခဲ့ကြတယ်ဆိုတာကိုအထောက်အထားတွေအရခိုင်ခိုင်မာမာသိရပါတယ်။ဒါပေမဲ့အချို့ပညာရှင်တွေကတော့ BC 8000လို့ခေါ်တဲ့လွန်ခဲ့တဲ့နှစ်ပေါင်း1000လောက်ကတည်းကငပြောသည်ကိုစတင်စားသုံးခဲ့ကြတယ်လို့ယုံကြည်ကြပါတယ်။ငပြောသည်စိုက်ပျိုးတဲ့မူရင်းဒေသကတော့ကျွန်တော်တို့မြန်မာနိုင်ငံပါဝင်အရှေ့တောင်အာရှနိုင်ငံတွေပါ။ကျွန်တော်တို့ဒေသကနေပြီးစတင်ခဲ့တဲ့ငပြောသည်ဟာတဖြည်းဖြည်းနဲ့အရှေ့အလယ်ပိုင်းဒေသအဲဒီကမှတဆင့်ဥရောပနိုင်ငံနဲ့အမေရိကဘက်ကိုတဖြည်းဖြည်းပြန့်နှံ့သွားတယ်လို့သိရှိရပါတယ်။ငပြောသည်ရဲ့အင်္ဂလိပ်နာမည်ကတော့အားလုံးသိထားပြီးကြတဲ့ banana လို့ခေါ်ပါတယ်။အဲဒီစကားလုံးဟာအာရပ်ဘာသာစကား banan ဆိုတဲ့စကားလုံးကနေဆင်းသက်လာတာဖြစ်ပြီး fingers လက်ချောင်းလေးများလို့အဓိပ္ပာယ်ရပါတယ်။ငပြောသည်လေးတွေရဲ့ပုံသဏ္ဍာန်ဟာလက်ချောင်းလေးတွေနဲ့တူလို့ပါ။ကျွန်တော်တို့မြန်မာနိုင်ငံမှာငပြောသည်ကိုပြည်နယ်နဲ့တိုင်းဒေသကြီးတော်တော်များများမှာလည်းစိုက်ပျိုးကြတာတွေ့ရပါတယ်။ငပြောသည်မှာပါဝင်တဲ့အာဟာရဓာတ်များငပြောသည်မှာအဓိကအနေနဲ့ရေဓာတ်က85%ပါဝင်ပါတယ်။သူ့ရဲ့အသား dry matter ကတော့25% ရှိပါတယ်။တာမန်နေတဲ့ငပြောသည်တစ်လုံးဟာရွယ်သေးရင်တော့100 gram လောက်ရှိပြီးရွယ်ကြီးရင်တော့150 gram လောက်ထိရှိပါတယ်။ငပြောသည်100 gram ကိုစားရင်ကီလိုရီအဖြစ်90ကီလိုရီရပါတယ်။ဒါကြောင့်မို့ကီလိုရီတန်ဖိုးအဖြစ်ကြည့်ရင်ကီလိုရီမြင့်မားတဲ့အစားအစာတစ်ခုလို့ပြောလို့ရပါတယ်။ကျွန်တော်တို့ဟာငပြောသည်စားထားမယ်ဆိုရင်တော့ထမင်းတို့ဆန်တို့ဂျုံတို့မစားဘဲနဲ့လည်းနေနိုင်ပါတယ်။ငပြောသည်ကိုကျွန်တော်တို့ခွာလိုက်တဲ့အခါမှာအမြင့်လေးတွေကိုတွေ့ရမှာပါ။အဲ့ဒီအမြင့်လေးတွေကလည်းစားလို့ရပါတယ်။တမင်တကာလည်းစားပေးစေချင်ပါတယ်။ဘာလို့လဲဆိုတော့ဒီအမြင့်တဲ့တွေကကျွန်တော်တို့ရဲ့ကျန်းမာရေးကိုများစွာထောက်ကူပြုလို့ဖြစ်ပါတယ်။ငပြောသည်သားမှာအဓိကပါတာကတော့ carbohydrate တွေဖြစ်ပါတယ်။ starch အနေနဲ့အဓိကအများဆုံးပါတာပါ။အဲ့ဒီ starch တွေကကျွန်တော်တို့ခန္ဓာကိုယ်ထဲရောက်တဲ့အချိန်မှာ glucose နဲ့ fructose တွေဖြစ်ပြုတ်ကွဲပြီးတော့မှခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေကိုတာဝန်ထမ်းဆောင်တာဖြစ်ပါတယ်။ protein ကတော့အနည်းငယ်ပဲပါပါတယ်။အဆီဓာတ်ကလည်းအနည်းငယ်ပါတယ်ဆိုရုံလေးပဲပါပါတယ်။သူ့မှာအဓိကပါဝင်တဲ့ဗီတာမင်ဓာတ်အနေနဲ့ကတော့2မျိုးရှိတယ်။ဗီတာမင် B6 နဲ့ဗီတာမင် C ဖြစ်ပါတယ်။ဒီနှစ်ခုကအသီးတွေထဲမှာတော့အတော်လေးကျွယ်ဝတဲ့အသီးလို့ပြောလို့ရပါတယ်။ဒါတွေမကသေးပဲဗီတာမင် A ဗီတာမင် B1 ဗီတာမင် B2 ဗီတာမင် B3 ဗီတာမင် B9 ဒါမှမဟုတ် folic acid တွေလည်းသူ့မှာအနည်းငယ်စီပါရှိတာကိုတွေ့ရပါတယ်။ဒါအပြင်သတ္တုဓာတ်တွေအနေနဲ့အဓိကအများဆုံးပါတာကတော့ potassium ပါ။ potassium ဆိုတာဟာကမ္ဘာပေါ်မှာရှိတဲ့အသီးတွေနဲ့ငပြောသည်မှာပါဝင်မှုအများဆုံးဖြစ်ပါတယ်။ပြီးရင်တော့ဒုတိယအများဆုံးသတ္တုဓာတ်အနေနဲ့ပါတာကတော့ magnesium ဓာတ်ဖြစ်ပါတယ်။ magnesium ဓာတ်ဟာခန္ဓာကိုယ်အတွက်သုံးဝင်တဲ့ဓာတ်တစ်ခုဖြစ်ပါတယ်။နောက်နည်းငယ်စီပါဝင်တဲ့သတ္တုဓာတ်တွေအနေနဲ့ကြည့်မယ်ဆိုရင်တော့သံဓာတ် iron သွပ်ဓာတ် zinc ထုံးဓာတ် calcium စတာတွေအလုံးပါဝင်တာကိုတွေ့ရပါတယ်။ဒါကြောင့်မို့ငပြောသည်တစ်လုံးကိုစားသုံးမယ်ဆိုရင်တော့အာဟာရတန်ဖိုးပြည့်ပြည့်ဝဝရရှိမှာပဲဖြစ်ပါတယ်။ငပြောသည်စားသုံးခြင်းကြောင့်ရရှိလာမယ့်အကျိုးကျေးဇူးတွေကတော့များစွာရှိပါတယ်။လူတစ်ယောက်ဟာငပြောသည်ကိုတစ်ပတ်မှာတာမန်အားဖြင့်၄လုံးကနေ6လုံးအထိစားသုံးခဲ့မယ်ဆိုရင်
ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့နံပါတ်1သွေးတိုးယောဂကိုကာကွယ်ကုသရမှာသုံးဝင်ခြင်းနံပါတ်2ကင်ဆာယောဂအချို့ကိုကာကွယ်ပေးခြင်းနံပါတ်3ဝမ်းမှန်စေခြင်းနံပါတ်4အယိုးများခိုင်မာစေခြင်းတို့ပဲဖြစ်ပါတယ်နံပါတ်1ဖြစ်တဲ့သွေးတိုးယောဂကိုကာကွယ်ကုသရမှာသုံးဝင်ခြင်းသွေးတိုးယောဂကိုကာကွယ်နိုင်တဲ့အပြင်ကုသတဲ့အခါမှာလည်းအသုံးပြုနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ငှက်ပျောသီးမှာပိုတက်ဆီယမ်အများကြီးပါဝင်နေလို့ပါအနေတော်ငှက်ပျောသီး100 gr ရှိတဲ့ခက်သေးသေးတစ်လုံးမှာတောင်မှပိုတက်ဆီယမ်ဟာ385 mg ပါပါတယ်ဒါကြောင့်ခန္ဓာကိုယ်ထဲမှာလိုအပ်နေတဲ့ပိုတက်ဆီယမ်တွေကိုဖြည့်ပေးနိုင်တဲ့အကောင်းဆုံးအာဟာရတစ်ခုလို့ပြောလို့ရပါတယ်သွေးတိုးယောဂဆိုတာဟာခန္ဓာကိုယ်ထဲမှာအငံတက်ဆိုဒီယမ်တွေများလေးရှိတာဖြစ်ပြီးဆိုဒီယမ်ဆိုတဲ့ပစ္စည်းကရေကိုစွမ်းငင်နိုင်တဲ့တတိရှိသလိုအငံတက်တွေများလာရင်သွေးထဲမှာသွေးရည်တွေများလာတယ်များတဲ့အတွက်ကြောင့် hyperdramatic circulation လို့ခေါ်တဲ့ခန္ဓာကိုယ်ကသွေးပေါင်ခြင်း blood pressure တွေလည်းတက်လာတယ်နှလုံးကအလုပ်ပို့လို့ရတယ်အဲ့ဒီလိုခြေအနေမျိုးမှာပိုတက်ဆီယမ်တွေပါဝင်တဲ့အစားအစာတွေစားလိုက်မယ်ဆိုရင်ပါဝင်တဲ့ပိုတက်ဆီယမ်တွေဟာဆိုဒီယမ်တွေကိုစီးကနေတစ်ဆင့်စွန့်ထုတ်ပေးပြီးခန္ဓာကိုယ်မှာလျော့ပါသွားအောင်လုပ်ပေးနိုင်တယ်ဆိုဒီယမ်တွေထွက်သွားပြီဆိုတာနဲ့ခန္ဓာကိုယ်မှာရေဓာတ်တွေပါလိုက်ပါသွားတဲ့အတွက်ကြောင့်သွေးပေါင်ခြင်းဟာလည်းကျဆင်းလာနိုင်ပါတယ်ဒါကြောင့်မလို့ငှက်ပျောသီးဟာပုံမှန်စားသုံးပေးမယ်ဆိုရင်သွေးတိုးယောဂမဖြစ်အောင်ရဲ့သွေးတိုးယောဂရှိတဲ့လူတွေစားသုံးမယ်ဆိုရင်လည်းသွေးပေါင်ခြင်းကျဖို့အတွက်ကိုအထောက်အကူဖြစ်စေတဲ့သဘာဝအာဟာရတစ်မျိုးဖြစ်ပါတယ်အဲ့ဒါနဲ့ပတ်သက်လို့အမေရိကန်နိုင်ငံမှာရှိတဲ့သုတေသနဌာနတစ်ခုက၄နှစ်ကြာအောင်လူပေါင်း4000ကျော်ကိုစမ်းသပ်သုတေသနပြုလုပ်ခဲ့တယ်ငှက်ပျောသီးကိုတာမန်အဖြစ်တစ်ပတ်မှာ၄လုံးကနေ6လုံးအထိစားတဲ့အုပ်စုနဲ့လုံးဝမစားတဲ့အုပ်စုနှစ်စုနှိုင်းယှဉ်ကြည့်ရမှာတော့ငှက်ပျောသီးစားတဲ့အုပ်စုကသွေးတိုးယောဂဖြစ်ပွားနိုင်တော့အင်မတန်နည်းပါးတာကိုတွေ့ရှိခဲ့တယ်နံပါတ်2ကင်ဆာယောဂအချို့ကိုကာကွယ်ပေးခြင်းဒုတိယအနေနဲ့ကြည့်မယ်ဆိုရင်ငှက်ပျောသီးဟာအချို့သောကင်ဆာယောဂတွေကိုကာကွယ်ရမှာများစွာထောက်ကူပြုတာကိုတွေ့ရပါတယ်။တင်ဟာငှက်ပျောသီးကိုပုံမှန်စားသုံးပေးမယ်ဆိုရင်ကာကွယ်နိုင်တဲ့ကင်ဆာကတော့အဓိက3မျိုးရှိတယ်။ပထမတစ်ခုကဥနဲ့အစာရင်လမ်းကြောင်းကင်ဆာဒုတိယအနေနဲ့ကတော့ရင်သားကင်ဆာတတိယအနေနဲ့ကတော့ကြောက်ကက်ကင်ဆာတွေကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့သုတေသနစာတမ်းတွေအရသိရတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့မှာအဓိကအဖြစ်အမြင့်တက်တွေရှိတယ်။ငှက်ပျောသီးတစ်လုံးကိုအခွန်ခွာလိုက်တဲ့အခါမှာထွက်လာတဲ့အမြင့်လေးတွေဟာဥမာကြီးရောက်ရင်တော့ဥမာကြီးထဲမှာရှိတဲ့မကောင်းတဲ့ကင်ဆာဖြစ်စေတဲ့ဓာတ်ပစ္စည်းတွေနဲ့ပေါင်းစပ်ပြီးတော့ဝမ်းနဲ့အတူအပြင်ကိုထုတ်ပေးနိုင်တဲ့တတိရှိတယ်။ဒါအပြင်အဲ့ဒီအမြင့်တက်တွေကိုပုံမှန်စားသုံးပေးမယ်ဆိုရင်လည်းဝမ်းကိုမှန်စေတယ်။ဒါကြောင့်ခန္ဓာကိုယ်ထဲမှာမကောင်းတဲ့ဓာတ်ပစ္စည်းတွေကကြာမနေနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်။ဥမာကြီးကင်ဆာဖြစ်စေတဲ့နံပါတ်1ကြောင်းရင်းတွေကတော့ဝမ်းချုပ်လိုပဲဖြစ်တယ်။ဝမ်းမချောင်အောင်နေခြင်းဟာဥမာကြီးကင်ဆာကာကွယ်ခြင်းဖြစ်ပါတယ်။ငှက်ပျောသီးဟာဝမ်းမှန်စေလို့ဥမာကြီးကင်ဆာကာကွယ်ဖို့အတွက်များစွာထောက်ကူပြုပါတယ်။ဒါတင်မကငှက်ပျောသီးမှာပါဝင်တဲ့အချို့သောဓာတ်ပစ္စည်းတွေဟာအမျိုးသမီးတွေမှာဖြစ်လေရှိတဲ့ရင်သားကင်ဆာမဖြစ်အောင်ကြောက်ကက်မှာကင်ဆာမဖြစ်အောင်လည်းကာကွယ်ပေးနိုင်စွမ်းရှိတယ်။နံပါတ်3ဝမ်းမှန်စေခြင်းတတိယအချက်အနေနဲ့ငှက်ပျောသီးဟာဝမ်းကိုမှန်စေတဲ့အတွက်ဝမ်းချုပ်တတ်သူတွေပုံမှန်စားသုံးပေးမယ်ဆိုရင်တော့ဝမ်းချုပ်တာကာကွယ်ပေးနိုင်စွမ်းရှိတယ်။ငှက်ပျောသီးကိုခွန်ခွာလိုက်တဲ့အခါမှာအခွန်မှာပါသွားတဲ့အမြင့်လေးတွေကိုစတီးစွန်းလေးနဲ့ချစ်ပြီးစားရင်ဝမ်းမှန်တာကိုတွေ့ရပါလိမ့်မယ်။အမြင့်တက်တွေအပြင်ချွဲစေတဲ့တတိပါရှိလို့ဝမ်းမှန်ရခြင်းပါ။ဒါကြောင့်ငှက်ပျောကုံပေါ်ကိုတက်နေရင်ချော်လဲရခြင်းဟာအဲ့ဒီချော်စေတဲ့ဓာတ်ပစ္စည်းတွေကြောင့်ဖြစ်ပါတယ်။ဒါကိုစားလိုက်ရင်ဥထဲမှာချောစေတဲ့ကုံတတိကြောင့်ဝမ်းကိုရှည်ရွရှည်ထွက်သွားနိုင်အောင်ကူညီပေးခြင်းဖြစ်တယ်။အသက်ကြီးလို့ဝမ်းချုပ်တတ်တဲ့သူတွေအတွက်အထူးသင့်တော်ပါတယ်။တစ်ဖက်ကလည်းကလေးငယ်တွေကိုဝမ်းသွားတဲ့အခါမှာလည်းငှက်ပျောသီးကိုကျွေးလို့ရပြန်ရောဝမ်းပြောက်ဝမ်းလျှော့ဖြစ်နေတဲ့ကလေးငယ်တွေကိုအာဟာရဓာတ်တွေအနေနဲ့ကျွေးတဲ့အခါမှာငှက်ပျောသီးဟာအင်မတန်ကောင်းမွန်တဲ့အာဟာရဓာတ်တစ်မျိုးဖြစ်တယ်။ကျွေးတဲ့အခါမှာတော့အခွန်စိမ့်တဲ့ငှက်ပျောသီးကိုသာကျွေးရပါမယ်။မှဲ့နေပြီဖြစ်တဲ့ငှက်ပျောသီးကိုမကျွေးရပါဘူး။ဘာဖြစ်လို့လဲဆိုတော့အခွန်စိမ့်တဲ့ငှက်ပျောသီးမှာပါဝင်တဲ့ oligosaccharide ဓာတ်ပစ္စည်းတွေကသာဝမ်းကိုရက်တန့်သွားအောင်လုပ်ပေးနိုင်တဲ့အာနိသင်ရှိလို့ပါ။ဒုတိယအချက်အနေနဲ့ဆိုရင်တော့ခုနကငှက်ပျောသီးဟာပိုတက်ဆီယမ်ဓာတ်များတယ်လို့ပြောခဲ့တယ်။
ဝမ်းပြက်ဝမ်းလျှော့ဖြစ်တဲ့ဆိုရင်ခန္ဓာကိုယ်မှာပိုတက်ဆီယမ်ဓာတ်တွေလျော့သွားတဲ့အတွက်ကြောင့်မလို့ကလေးငယ်တွေကရုပ်သေးကျိုးပြတ်သလိုမလုံနိုင်မရှားနိုင်ဖြစ်တတ်တယ်။အဲ့ဒီလိုကလေးတွေအတွက်အကောင်းဆုံးအာဟာရအနေနဲ့ပြန်ပြေပေးဖို့အတွက်ဆိုရင်လည်းငှက်ပျောသီးဟာစိတ်ချရဆုံးနဲ့အတန်ရှင်းဆုံးအစားအစာတစ်ခုဖြစ်ပါတယ်။တစ်ခုသတိထားဖို့ကတော့ငှက်ပျောသီးဟာတိတ်မမဲ့စေရဘူး။မဲ့ရင်တော့ခုနကပြောတဲ့ဝမ်းကိုရက်စေတဲ့အာနိသင်တွေရရှိမှာမဟုတ်တော့ပါဘူး။နံပါတ်၄အယိုးများခိုင်မာစေခြင်းနောက်တစ်ခုအနေနဲ့ငှက်ပျောသီးဟာအယိုးတွေကိုခိုင်မာအောင်လုပ်ပေးနိုင်တဲ့စွမ်းအားတတိရှိတယ်။အယိုးတွေဘာလို့ခိုင်မာအောင်လုပ်ပေးနိုင်လဲဆိုရင်တော့ပထမချက်အနေနဲ့ငှက်ပျောသီးမှာပါဝင်တဲ့တဘာဝ organic ထုံးဓာတ်ဖြစ်တဲ့ကယ်လ်ဆီယမ်ကြောင့်ပဲဖြစ်တယ်။အဲ့ဒီငှက်ပျောသီးကိုပုံမှန်စားသုံးပေးမယ်ဆိုရင်တော့တဘာဝထုံးဓာတ်ကိုရရှိမယ်။ဒါအပြင်ခန္ဓာကိုယ်ကနေထုံးဓာတ်တွေစုပ်ယူမှုကောင်းဖို့အတွက်ဥထဲမှာအကျိုးပြုဘက်တီးရီးယားတွေလိုအပ်တယ်။အဲ့ဒီဘက်တီးရီးယားတွေကအစာကိုခြေဖြတ်ပြီးတော့သူ့မှာပါဝင်တဲ့ထုံးဓာတ်တွေကိုသွေးထဲကိုထည့်ပေးတာကိုလုပ်ရတယ်။အဲ့ဒီတော့အကျိုးပြုဘက်တီးရီးယားတွေရှိခြင်းကကျွန်တော်တို့အတွက်အကျိုးရှိပါတယ်။ငှက်ပျောသီးမှာပါဝင်တဲ့ဓာတ်ပစ္စည်းတွေဟာခုနကအကျိုးပြုတဲ့ဘက်တီးရီးယားတွေအတွက်ကောင်းမွန်တဲ့အာဟာရဓာတ်တစ်မျိုးဖြစ်တယ်။ဒါကြောင့်ငှက်ပျောသီးကိုပုံမှန်စားသုံးပေးမယ်ဆိုရင်အကျိုးပြုဘက်တီးရီးယားတွေကောင်းကောင်းပွားလာနိုင်မယ်။ကျွန်တော်တို့စားလိုက်တဲ့အစားအစာတွေထဲမှာထုံးဓာတ်တွေကိုစုပ်ယူမှုကိုအားပေးလို့ရိုးစစ်တွေတန်မာဖို့အတွက်အထောက်အကူပြုနိုင်မယ်။အထူးသဖြင့်အမျိုးသမီးတွေဟာအသက်အရွယ်ကြီးရင့်လာတဲ့အခါမှာဖြစ်လိဖြစ်တာရှိတဲ့အယိုးပွားယောဂါတွေကိုလည်းကာကွယ်ပေးခြင်းနဲ့ဆိုရင်ငှက်ပျောသီးကိုထည့်သွင်းစားသုံးဖို့လိုအပ်တယ်။အဲ့ဒီလိုအယိုးတွေမှာရှိတဲ့ထုံးဓာတ်တွေကိုအယိုးထဲကနေသွေးထဲကိုထွက်မလာနိုင်အောင်လုပ်ပေးတဲ့အတွက်ကြောင့်လေကြောက်ကပ်မှာကြောက်တဲ့ယောဂါကိုလည်းတပြိုင်တည်းကာကွယ်ပြီးသားဖြစ်သွားမယ်။ငှက်ပျောသီးရဲ့နောက်ထပ်ထူးခြားတဲ့လူသိနေတဲ့အချက်ကတော့သူ့မှာပါဝင်တဲ့ပိုတက်ဆီယမ်တွေကတာမန်ပိုတက်ဆီယမ်ဓာတ်တွေမဟုတ်ဘူးအချို့သောပိုတက်ဆီယမ်တွေကရေဒီယိုတတိကြွပိုတက်ဆီယမ်တွေဖြစ်တယ်ပိုတက်ဆီယမ်40အတိုကောက်အဖြစ် K40 လို့ခေါ်တဲ့ဓာတ်ပစ္စည်းဟာကျွန်တော်တို့ရဲ့ကမ္ဘာမြေကြီးစတင်ကလေးကလွန်ခဲ့တဲ့နှစ်ပေါင်းတန်းပေါင်းများစွာတွေကမြေကြီးထဲမှာတည်ရှိနေတာပါကမ္ဘာမြေကြီးဆိုတာအားလုံးသိတဲ့အတိုင်းရေဒီယိုတတိကြွဓာတ်ပစ္စည်းတွေအများကြီးရှိတဲ့နေရာဖြစ်တယ်ဒီကနေ့အထိလည်းရေဒီယိုတတိကြွအာနိသင်တွေကြောင့်ကမ္ဘာကြီးရဲ့အတွင်းပိုင်းဟာပူနေတာဖြစ်တယ်။မီးတောင်တွေပေါက်ကွဲတာဟာရေဒီယိုတတိကြွအာနိသင်ကြောင့်ဖြစ်ပါတယ်။ကမ္ဘာကြီးမှာတဘာဝလျောက်ရေဒီယိုတတိကြွအာနိသင်ရှိတဲ့ပစ္စည်းပေါင်း60လောက်ရှိပါတယ်။အဲ့ဒီ60တဲကအချို့ကိုအပင်တွေဟာကမ္ဘာကြီးရဲ့အပေါ်ယံမှာရှိတဲ့မြေလွှာထဲကနေပြီးတော့စုပ်ယူရရှိတယ်။ငှက်ပျောပင်ရဲ့အစွမ်းတတိတစ်ခုအနေနဲ့ကမ္ဘာကြီးထဲမှာရှိတဲ့ radioactive K40 တွေကိုစုပ်ယူနိုင်စွမ်းရှိပါတယ်။အဲ့ဒီလိုစုပ်ယူလိုက်တဲ့ K40 တွေဟာငှက်ပျောပင်ရဲ့အမြစ်ကနေတစ်ဆင့်ပင်စီနောက်ငှက်ပျောသီးတွေထဲမှာလာစုပါတယ်။အရွက်တင်တွေနဲ့ကြံတဲ့အပင်စိတ်ပိုင်းတွေမှာတိတ်မရှိပဲအဓိကအဖြစ်တော့အသီးထဲမှာပါဝင်တာဖြစ်ပါတယ်။ငှက်ပျောသီး100 g ရှိတဲ့အသေးလေးတစ်လုံးမှာပိုတက်ဆီယမ်385 mg ပါဝင်တဲ့အထက်မှာ K40 ဆိုတာအများစုဖြစ်ပါတယ်။သူကရေဒီယိုတတိကြွအာနိသင်ရှိတယ်ဆိုတော့ကျွန်တော်တို့စားသုံးလိုက်တယ်ဆိုရင်ခန္ဓာကိုယ်ထဲရောက်တဲ့အခါမှာအဓိကအဖြစ်အပူစွမ်းအင်ကိုထုတ်လုပ်ပေးတယ်။တဘာဝတရားအဖြစ်ဆိုရင်တော့ကျွန်တော်တို့ယူရေနီယမ်ဆိုတဲ့ရေဒီယိုတတိကြွဓာတ်ပစ္စည်းကိုအနုမြစ်တစ်ပေါင်းပေါ်မှာဖြိုခွဲလိုက်မယ်ဆိုရင်သူကနေတစ်ဆင့်စွမ်းအင် energy တွေအများကြီးထွက်လာပြီးအပူစွမ်းအင်တွေရပါတယ်။ဒီလိုပဲငှက်ပျောသီးကိုစားသုံးတဲ့အခါမှာခုနကကျွန်တော်ပြောခဲ့တဲ့ K40 တွေကနေခန္ဓာကိုယ်အတွက်အပူစွမ်းအင်တွေအများကြီးပေးပြီးခွန်အားတွေလည်းအများကြီးဖြစ်စေတယ်။ဒါကြောင့်မလို့ယောဂတတပြီးနလန်ထဆလူနာတွေဟာငှက်ပျောသီးစားသုံးလိုက်မယ်ဆိုရင်မြန်ဆန်ဆန်နလန်ထတာကိုတွေ့ရပါမယ်။အထူးသဖြင့်လှုပ်ရှားသွားလာမှုများတဲ့စွမ်းအင်အများကြီးသုံးရတဲ့အားကစားသမားတွေဆိုရင်လည်းငှက်ပျောသီးကိုဖြည့်ဆက်စွာအနေနဲ့မကြာခဏဆိုသလိုစားသုံးပေးမယ်ဆိုရင်သူ့ရဲ့စံချိန်တွေတက်လာတာအမောခံနိုင်တာစတဲ့အကျိုးကျေးဇူးအများကြီးရရှိနိုင်ပါတယ်။တက်ကြီးရွယ်တွေစားသုံးမယ်ဆိုရင်သူ့ရဲ့ရရှိတဲ့စွမ်းအင်တွေကြောင့်မလို့တုံကြီးဖြစ်နေတာတွေလည်းပပျောက်အောင်လုပ်ပေးနိုင်စွမ်းရှိတယ်။ဒါမကြသေးခင်က University of California Berkeley ရဲ့လေ့လာချက်အရလူခနာကိုယ်ထဲမှာရေဒီယိုတတိကြွပစ္စည်းအလုံး9မျိုးတိရှာဖွေတွေ့ရှိပြီးသားဖြစ်ပါတယ်။အဲ့ဒီတဲကမှအများဆုံးကပါလဲဆိုရင် K40 ဖြစ်ပြီး18 mg ပါပါတယ်။ K40 ကိုအဓိကအဖြစ်မကြာခဏစားလိုက်တဲ့ငှက်ပျောသီးတွေကရတာဖြစ်ပါတယ်။ဒုတိယအနေနဲ့အာလူးတို့မုံလာဦးနီတို့မှာလည်းအနှဲငယ်စီပါပါတယ်။သို့တော်လည်းငှက်ပျောသီးမှာပါဝင်မှုကအများဆုံးဖြစ်ပါတယ်။
ဒါကြောင့်မို့ငပြောသီးစားသုံးမယ်ဆိုရင်ကျွန်တော်တို့အတွက်အင်အားတွေရပြီးတော့ကျန်းမာရေးအတွက်များစွာအထောက်အကူပြုစေပါတယ်။တိုးတော်လဲစီးကြိုရှိသူတွေအနေနဲ့ကတော့2ရက်ကိုတစ်လုံးလောက်ပဲစားလို့ရပါတယ်။နေ့စဉ်တစ်နေ့ကို2လုံး3လုံးစားလို့တော့မရဘူး။စားမယ်ဆိုရင်တော့သူ့မှာပါဝင်တဲ့ stage တွေ carbohydrate တွေဖြစ်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်ထဲမှာ glucose တွေတက်လာစေနိုင်ပါတယ်။ဒါကြောင့်မလို့စီးကြိုသမားတွေစားမယ်ဆိုရင်တော့တာမန်အဖြစ်တစ်နေ့ကိုငပြောသီးတစ်ချမ်းလောက်ဒါမှမဟုတ်2ရက်ကိုတစ်လုံးလောက်စားရင်တော့အန်ဒီယကင်းကင်းနဲ့စားလို့ရတယ်ဆိုတာကိုပြောချင်ပါတယ်။ငပြောသီးစားလို့မရသူများငပြောသီးဆိုတာတာမန်အဖြစ်လူတိုင်းနှိပါလောက်စားလို့ရတဲ့အသီးတစ်ခုဖြစ်တယ်။ဒါပေမဲ့တချို့လူတွေကြတော့ငပြောသီးကိုကန်ဆိုးစွာနဲ့စားလို့မရတာကိုတွေ့ရပါတယ်။ငပြောသီးနဲ့ဓာတ်မတည့်ခြင်းလို့ပြောလို့ရပါတယ်။အချို့ကတော့ငပြောသီးစားလိုက်တဲ့အခါမှာအပြင်မှာရှိတဲ့အမေးလေးတွေပါရင်တော့ဖြစ်ဘိုင်းရောက်တယ်ဘိုင်းနာတယ်စသဖြင့်ပြောကြတယ်။ဒီငပြောသီးရဲ့အမေး fiber တွေဟာ chitinase ဆိုတဲ့ protein တစ်မျိုးရှိပါတယ်။အဲ့ဒီ chitinase နဲ့ဓာတ်မတည့်ရင်တော့ငပြောသီးစားပြီးတာနဲ့ခန္ဓာကိုယ်ထဲမှာအမြင်ပါဝင်မှုများလာပြီးဘိုင်းနာတာဘိုင်းရောက်တာလေထိုးတာတွေစတာတွေဖြစ်ဝမ်းပြက်ဝမ်းလျှော့အထိဖြစ်တတ်ပါတယ်။အချို့ပိုဆိုးသူတွေဆိုရင်တော့နှာရည်ယူတာတို့မျက်စိကနေမျက်ရည်ကျလာတာမျိုးတွေအချို့ကလည်းခေါင်းကိုက်တာမျိုးတွေဖြစ်တတ်ပါတယ်။ဒါတွေဟာငပြောသီးနဲ့ဓာတ်မတည့်လက္ခဏာတွေဖြစ်ပါတယ်။အချို့ကြတော့ငပြောသီးနဲ့ဓာတ်မတည့်မှန်မသိတဲ့အတွက်ကြောင့်မလို့ဒါကိုအခြားယောဂဖြစ်တယ်လို့ထင်ကြတယ်။ဒီတော့ငပြောသီးနဲ့အဲ့လိုမျိုးဓာတ်မတည့်ဘူးဆိုရင်အခြား chitinase ပါတဲ့အသီးတွေစားရင်လည်းဖြစ်လိဖြစ်တာရှိပါတယ်။ငပြောသီးနဲ့အဲ့လိုမျိုးအတွဲလိုက်ဖြစ်တဲ့အသီး2မျိုးရှိတယ်။အဲ့ဒါတွေကထောပတ်သီးနဲ့ကီဝီသီးတွေဖြစ်တယ်။ငပြောသီးနဲ့လည်းမတည့်ဘူး။ထောပတ်သီးကီဝီသီးနဲ့လည်းမတည့်ဘူး။ဒီ3ခုစလုံးနဲ့မတည့်ဘူးဆိုတာဟာအဓိကအဖြစ်သူတို့မှာပါဝင်တဲ့ chitinase နဲ့မတည့်လို့ပဲဖြစ်ပါတယ်။ဒီ chitinase ပါဝင်တဲ့အသီး3မျိုးကိုတော့မစားတာအကောင်းဆုံးပဲဖြစ်တယ်။နောက်အခြားလူတွေကြတော့ငပြောသီးနဲ့ဓာတ်မတည့်တာမဟုတ်ပဲငပြောသီးတို့မှာပါဝင်တဲ့ amine ဆိုတဲ့ amino acid ကိုခြေပြတ်နိုင်တဲ့ diamine oxidase enzyme ကျွတ်တဲ့တာဖြစ်ပါတယ်။ဒီ amine တွေဟာခန္ဓာကိုယ်ထဲဝင်ပြီးတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကနေပြီးတော့မှ diamine oxidase ဆိုတဲ့ enzyme တွေကခြေပြတ်ရတာပါ။ဒီလို enzyme တွေဟာခန္ဓာကိုယ်ထဲမှာကျွတ်တက်နေရင်တော့ခုနကပြောတဲ့ amine တွေကိုမခြေပြတ်နိုင်တဲ့အတွက်ဘိုင်းရောက်တာဘိုင်းနာတာတွေဖြစ်လာနိုင်ပါတယ်။ဒါကငပြောသီးနဲ့ဓာတ်မတည့်တာမဟုတ်ပဲအသီးတွေမှာပါဝင်တဲ့ amine ကိုခြေပြတ်နိုင်တဲ့ enzyme တွေချွတ်တဲ့တာကြောင့်ဖြစ်တယ်။အဲ့ဒီလိုလူတွေဆိုရင်တော့ထောပတ်သီးစားလည်းပဲကီဝီသီးစားလည်းပဲဘာမှဖြစ်မှာမဟုတ်ဘူး။အဲ့ဒီနှစ်ခုကိုတော့ကျွန်တော်တို့ခွဲခြားလို့ရတယ်။အဲ့ဒီတော့ဘလို့ပဲဖြစ်ဖြစ်ငပြောသီးဆိုတာကအသီးတွေကအသီးတစ်ခုဖြစ်ပါတယ်။လူများစုတဲ့ပေမဲ့အချို့မတဲ့ဘူးဆိုတာဖြစ်တတ်တယ်။မတဲ့တဲ့လူတွေကတော့ငပြောသီးကိုရှောင်ကျဉ်ရမှာဖြစ်ပါတယ်။အားလုံးပဲငပြောသီးနဲ့ကျန်းမာရေးအကြောင်းကိုပြီးဆုံးတဲ့အထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်။